ဒီမတ်ပိန်ရှင်ဘယ်မှာအိပ်ပျော်နေရလဲဒီလောက်ထိကလပ်ပွဲတွေရောလက်ရွေးစင်ပွဲတွေအမျိုးသားလက်ရွေးစင်မျိုးသမီးလက်ရွေးစင်ဒီ ARFC ကလပ်ပွဲတွေဒီလောက်ရှိတယ်လို့ပြောထားတာဘယ်မှာအိပ်ပျော်နေရလဲကဲအိပ်ပျော်နေတဲ့သူတွေထပ်ပြီးပြောပေးမယ်ဒီလ8လပိုင်း18ရက်နေ့ရဲ့20ရက်နေ့ရဲ့23ရက်နေ့မှာ ARFC အသင်းဟာ AWCN AFC Championship ပြိုင်ပွဲကိုARFC ကလပ်အသင်းရဝင်ရောက်ရှင်မှာဖြစ်ပါတယ်ဝင်ရောက်ရှင်ပြိုင်ဖို့အတွက်လည်း ARFC ကလပ်အသင်းဟာလည်းပြပအားကစားသမားများနဲ့လက်ရွေးစင်တွေနဲ့ရောပြီးတော့ပါဝင်ရှင်ပြိုင်ဖို့အတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်နေကြပါတယ်အဲ့တော့ဘယ်တော့လဲပြိုင်ပွဲတွေလဲဆိုရင်တော့ဒီလ6လပိုင်း18ရက်နေ့ရဲ့20ရက်နေ့ရဲ့23ရက်နေ့ဖြစ်ပါတယ်မြန်မာနိုင်ငံမှာပဲအင်ရှင်အဖြစ်ကျင်းပပြီးတော့သူ့ဝနာကွင်းမှာမြန်မာစံတော်ချိန်4နာရီဖြစ်ပါတယ်ကြည့်ရမယ့်လိုင်းတွေကတော့ပုံမှန်တိုင်းကတော့ဒီ AFC YouTube တွေနောက်တစ်ခုကတော့မြန်မာရုပ်သံတွေကနေပြီးတော့လွှင့်မှာတည်တည်ချာချာဖြစ်ပါတယ်အဲ့တော့အခုဒီလာမဲ့6လပိုင်း18ရက်နေ့ရဲ့20ရက်နေ့ရဲ့23ရက်နေ့မှာပြိုင်မဲ့ပွဲကတော့ ARFC အသင်းကဝင်ရောက်ရှင်ပြိုင်မဲ့ AFC ကလပ်ပြိုင်ပွဲတွေဖြစ်ပါတယ်နော် No မြန်မာလက်ရည်စင်ပွဲမဟုတ်ဘူးနော် ARFC ကလပ်အသင်းကတဆင့်မြင့်တော့တောင်ကိုရီးယားလိုကလပ်မျိုးတွေနဲ့လေဘရွန်ဆိုတဲ့စင်ကာပူကလပ်မျိုးတွေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကလပ်ပြိုင်ပွဲကြီးဖြစ်ပါတယ်နော်အဲ့ပြိုင်ပွဲကြီးကတော့လာမဲ့6လပိုင်းအခုဒီလ6လပိုင်း18ရက်နေ့ရဲ့20ရက်နေ့ရဲ့23ရက်နေ့မှာနော်ကလပ်ပြိုင်ပွဲကြီးလာမှာပေါ့နော်လက်ရည်စင်ပွဲကတော့6လပိုင်းမှာလာမှာပေါ့နော်ကဲဒီအခုလက်ရှိမှာလုံးဝ hot ဖြစ်နေတဲ့ ARFC အသင်းဟာဂျပန်ကစားသမား9ဦးခေါ်ထားတဲ့ပေါ်မှာ9ဦးကJ1 ကလပ်ကလာလား J2 ကလပ်ကလာနေပြီးတော့တော်တော်များများမေးကြတယ်ပေါ့နော်အခုလက်ရှိခေါ်ထားတဲ့ကစားသမား9ဦးကတက္ကသိုလ်အဆင့်လက်ရွေးစင်တွေဖြစ်ပြပါတယ်တော်တော်များများခေါ်ယူထားတဲ့လူ9ဦးလုံးရဲ့ info တွေကိုခြာကြည့်မယ်ဆိုရင်တော့အမဒီမနက်ကမှနည်းနည်းခြာကြည့်လိုက်တာဘာတွေတွေ့လာလဲဆိုတော်တော်များများအဲ့ဒီကစားသမားဟာဒီကွင်းလယ်ပိုင်းနဲ့ဒီနောက်တန်းကိုအဓိကခေါ်ယူထားတဲ့ကစားသမားတွေဖြစ်ကြတယ်ဆိုတာကိုတွေ့ခဲ့ရတယ်တော်တော်များများကကွင်းလယ်နဲ့ဒီနောက်တန်းမှာတော်တော်ကိုခင်မာမာအတက်အဆင့်အလှုပ်မြန်မြန်နဲ့ဆော့ပေးနိုင်တဲ့တက္ကသိုလ်အဆင့်အသင်ခေါင်းဆောင်တွေနောက်တစ်ခုကအလှုပ်အရွာမြန်တဲ့ကစားသမားတွေမှန်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဘာလို့သူတို့ကဒီတိုဂျိုကလပ်ကအသင်းတွေမခေါ်တာလဲကလပ်ကတကယ်နာမည်ကြီးကစားသမားတွေမခေါ်တာလဲနောက်တစ်ခါကလပ်ဆိုရင်တော့တိုဂျိုဘာတွေအသင်းမျိုးလို့ကလပ်ကလူတွေမခေါ်တာလဲဆိုရင်တော့အဲ့လိုနာမည်ကြီးကလပ်ကစားသမားတွေဆိုရင်တော့ခေါ်ချင်းမြင့်ပါတယ်နော်ကိုမြန်မာ FC အနေနဲ့ခေါ်မယ်ဆိုရင်တော့ခေါ်ချင်းမြင့်ပါတယ်အခုခေါ်ထားတဲ့ဒီတက္ကသိုလ်အဆင့်လက်ရွေးစင်အဆင့်ကစားသမား9ဦးကလည်းတော်တော်လေးကိုမာကြစ်နဲ့ဒီခန့်စစ်နဲ့ကွင်းလယ်မှာကောင်းဖြန့်ဖြူကောင်းနဲ့လုပ်ပေးနိုင်တဲ့ကစားသမားတွေဆိုတာတွေ့ကြရအဲ့ထဲမှာအမ2ယောက်ကတော့တော်တော်ကိုအလှုပ်အရွာကောင်းပြီးတော့တော်တော်လေးအတက်အဆင်းမြန်တဲ့အထဲမှာပါတယ်တချို့တော့သူတို့နဲ့ပတ်သက်တဲ့ဟာတွေ Google လေးတွေမှာလေးအတူအစလေးတွေရှိတယ်ဆိုလိုက်ချကြည့်လိုက်ရင်တော့တွေ့နိုင်ပါလိမ့်မယ်အဲ့တော့လက်ရှိမှာ ARFC အသင်းကအခုလူခေါ်ထားတဲ့အပေါ်မှာမူတည်ပြီးကြည့်မယ်ဆိုရင်တော့ ARFC အသင်းရဲ့နောက်တန်းဟာအားနည်းနေတဲ့အတွက်ကြောင့်မို့လို့ဒီကိုယ့်ထက်တစ်ဆင့်မြင့်သောကလပ်တွေနဲ့ရှင်ပြိုင်မှာအတွက်ကြောင့်မို့လို့ဒီပါလဲနောက်တန်းပိုင်းနဲ့ကွင်းလယ်ပိုင်းကိုကောင်းတော်တော်လေးဖြစ်တင်ထားပုံရပါတယ်လိုအပ်ချက်ကလည်းနောက်တန်းနဲ့ကွင်းလယ်ပိုင်းလိုအပ်နေတဲ့အတွက်ကြောင့်ဖြစ်တင်ထားတယ်ဆိုတာတိတက်တာကြီးထင်မြင်နေကြပါတယ်အဲ့တော့18ရက်နေ့မှာသူတို့ရဲ့ရှေ့စမ်းကမြန်မာလက်ရွေးစင်တွေနဲ့ပူးပေါင်းပြီးတော့ဘယ်လိုများတိတ်စစ်တွေပြန်ဆင်မလဲဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်ကျေးဇူးရှင်များအားလုံးပဲမင်္ဂလာပါ ARFC တင်းကတော့ဒါဂျပန်လူမျိုးကစားသမားမြို့သမီးကစားသမား9ယောက်ကိုခေါ်ယူလိုက်တယ်လို့သိရတယ်ဒီကစားသမားတွေကတော့ဒီပြိုင်ပွဲကျင်းပဖို့ဒါ4-5ရက်အလိုမှရောက်လာတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ဘာကြောင့်အဲ့လောက်ကပ်ပြီးခေါ်လိုက်တယ်ဆိုတဲ့အနေအထားကိုတော့မသိရဘူးပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်တော့အနည်းဆုံးတစ်လောက်ကျူခေါ်လိုက်လို့ရှိရင်တော့ဘာပြောခုနပြောလေ့ကျင့်နေလဲပူရမယ်သူရဲ့ register ပေါ့နော်ပထမကျတဲ့ register တော့ပြီးသွားပြီလားဘာလားတော့မသိဘူးတိုးတော့လေဒါကတော်လေးနောက်ကျတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီ9ရက်လောက်ကာလအတွင်းမှာသူ6ရက်နေရောက်တယ်လို့ပြောတယ်ပေါ့နော်လက်ရှိချိန်မှာဆိုလို့ရှိရင်ဒါဒီနေ့မှာ7ရက်ဆို9ရက်လောက်ပဲရှိသေးတယ်သူလုံလောက်ဘူးလို့ထင်တယ်နော်နောက်တစ်ခုကပြောရမယ်ဆိုရင်ဒီကစားသမားတွေရဲ့သူတို့ကစားခဲ့တဲ့ club တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတက္ကသိုလ်ဆင့်အသင်းတွေဖြစ်နေတယ်ဆိုတော့တက္ကသိုလ်ဆင့်ဆိုတာလည်းဂျပန်မှာတော့အဆင့်မြင့်ကောင်းမြင့်မယ်ဒါတော့တိကျမသိဘူးပေါ့လေဒါပေမဲ့ဖြစ်နိုင်တာကတော့ဒီ professional league ကစားသမားတွေတော့မဟုတ်ဘူးများတယ်ပေါ့နော်ဒါကလည်း
တော်မိကုထုတ်ဆရာကောင်းတယ်ဂျပန်နီးပြလက်ရှိနီးပြကိုမီကိုပေါ့နော်မြန်မာယူဆက်ကွန်နီးပြဟောင်းသူ့ရဲ့အစီအစဉ်နဲ့ခေါ်လိုက်တာဖြစ်ဖို့တော့များတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါ rush ဖြစ်တယ်ဆိုတော့ဒီကစားသမားတွေပြိုင်ပွဲအသင်းနဲ့လည်းတပွဲမှအတူတူမကစားသေးဘူးဒီ AR အသင်းနဲ့အတူတူပေါ့နော်ဆိုတော့တချီ Retu Partner တို့ဥပေးတို့ကတော့တောက်လျှောက်ကစားလာပြီးကျန်တဲ့မြန်မာကစားသမားတွေလည်းပုံမှန်ကစားနေတယ်တော့ပြိုင်ပွဲအသင်းနဲ့ကစားတဲ့ခြေစမ်းပွဲနဲ့တော့မတူဘူးပေါ့နော်အဲ့တော့ခြေစမ်းပွဲကစားတာနဲ့ပြိုင်ပွဲမှာအတွေ့အကြုံ experience ရတာနဲ့တော့မတူဘူးပေါ့နော်ဒါကတော်တော်လေးနောက်ကျတယ်ထင်တယ်နောက်ပြီးကစားသမားတွေရဲ့အရေးသွေးကိုလည်းနဲ့တန်မြတ်ဖြစ်เสียတွေ့ရတယ်ပေါ့နော်အဲ့တော့ဘလို့ဖြစ်ဖြစ်တကယ်ကစားတဲ့ပွဲကြရင်လည်းကောင်းရင်လည်းကောင်းတော့မယ်တိုးတော်လည်းသူတို့ဒီ professional league number 1 league တော့မှတ်ထားပါတော့ Japan Women League ရဲ့ခြေ league ရဲ့ပထမတန်းကစားသမားတွေတော့မဟုတ်ဘူးဒုတိယတန်းတတိယတန်းကစားသမားတွေဟုတ်လားမဟုတ်လားတော့လည်းမပြောနိုင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအသင်းရဲ့ထုတ်ပြန်ချက်တွေမှာလည်းတေချာမဖော်ပြထားဘူးဒုတိယတန်းတတိယတန်းတွေမှာတော့တက္ကသိုလ်အသင်းတွေကန်နေတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့သူတို့အရွယ်တွေကတော့20အစိတ်ကြီးနည်းနည်းတက်ငယ်တဲ့အပိုင်းတော့မဟုတ်ဘူးတက်ကြီးပိုင်းလို့ပြောရမယ်အနေအထားမျိုးတော့ရှိနေပြီအဲ့တော့ဂျပန်ကတော့ဘောလုံးရေကန်မြန်ကောင်းတဲ့အတွက်ကောင်းနိုင်တဲ့အနေအထားမျိုးတော့ရှိပါတယ်ဒါပေမဲ့ခုန team work တွေအသိလိုက်နားလည်မှုတွေကတော့ဒီအပိုင်းတင်းနဲ့တိဆောက်ရတာတော့မလွယ်တော့ဘူးထင်ပါတယ်ဒါသူတို့လည်းသိမှာပဲเนาะအဲ့တော့ဘာလို့အဲ့လိုခေါ်လဲဆိုတော့ပြောလို့မရဘူးဖုတ်ပြီးတဲ့တော့တော်တော်လေးနိုင်တယ်လို့ပြောရမယ်အဲ့တော့ဂျပန်ဆိုတဲ့အတန်ကြားပြီးတော့ဒီတားကြီးလှုပ်ပြီးတော့အထင်ကြီးနေလို့လည်းမရဘူးပေါ့เนาะဆိုတော့တူတူပြင်ဆင်ရတဲ့အနေအထားမျိုးရှိပါတယ်ဒါကတော့တော်တော်လေးကိုဖုတ်ပြီးမိတဲ့နိုင်တယ်လောတယ်ပေါ့เนาะပုံစံမကျဘူးလို့ကျွန်တော်လည်းထင်ပါတယ်တကယ်လည်းမိတ်ဆွေတို့ဘယ်လိုမြင်လဲမသိဘူးပြောပြကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ရွှေလန်းချမ်းမြေပါလိ